Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နေကြီးဘန်ကောက်ကလေစရာတနေရာကိုတော့ပြောပြပေးမယ်ပေါ့နော်အဲ့ဒါကတော့ job fair ဖြစ်ပါတယ် Google မှာ job fair လို့ရိုက်ရှာပြီးတော့location ရှာကြည့်လိုက်ပေါ့နော်သူကအမှာစားစရာတွေလည်းအစုံရှိတယ်တောက်စရာတွေလည်းရှိတယ်ပေါ့နော်ပြီးတော့ restaurant တွေလည်းရှိတယ်ပေါ့နော်ဘန်ကောက်မှာပြင်းနေလို့ပဲသွားရမှမသိလို့ရှိရင်အခုသွားလေကြည့်ပေါ့နော်ပျော်စရာကောင်းပါတယ်ပြီးတော့အမကလည်းစားစရာတွေတင်မဟုတ်ပဲနဲ့ပေါ့နော်အထည်တွေပါတယ်အဲ့ဒါတွေလည်းရှိပါတယ်အင်ကြီးလှလှလေးဝယ်ချင်တဲ့ကောင်မလေးတွေဆိုလို့ရှိရင်သွားဝယ်ကြည့်ပေါ့နော်အမအခုသွားပြီးတော့ကြည့်လို့ရပါတယ်သူက night market ဖြစ်တဲ့အတွက်ကြောင့်မလို့ညနေ6နာရီကျော်ကနေစသွားရင်တော့ပို့အဆင်ပြေတယ်ပေါ့နော်ဆိုတော့ဘန်ကောက်မှာရှိနေပြီးတော့ဘယ်ကိုသွားလဲရမှန်းမသိတဲ့ဆိုရင် job fair ကိုသွားလဲကြည့်ပါလို့အကြံပြုပါတယ် bye bye